လူသက်သမားကမမြင်ရတဲ့ဧည့်သည်လားဒါမှမဟုတ်ရှိမှရှိနေတဲ့လူကပဲလိန်နေတာလားအခန်းတကားကိုအတွင်းကနေကြက်ထိုးထားတဲ့ကြားကလူသက်သမားကဘလို့ပျောက်သွားတာလဲဒီနေ့မှာတော့ The Invisible Guest ဆိုတဲ့ mystery thriller ကားကောင်းကြီးကိုအစအဆုံးအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ဇလန်ကအက်ဒရီယန်ရဲ့အခန်းထဲမှာစပါတယ်အက်ဒရီယန်ဟာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပေမဲ့အခုတော့သူ့ချစ်သူလော်ရာကိုတတ်မှုနဲ့အဖမ်းခံထားရသူပါဒီညမှာတော့သူ့ကိုကဲ့တင်ဖို့အတွက်ဂန်ဒဝင်ရှိနေမှကြီးဗာဂျီးနီးယားရောက်လာပါတယ်ဗာဂျီးနီးယားကတကားဝင်လာတာနဲ့ခက်ပြက်ပြက်ပဲပြောပါတယ်ငါတို့မှာအချိန်180မိနစ်ပဲရှိတယ်တရားလိုဘက်ကတက်တီအစ်စ်တစ်ခုကိုတင်တော့မယ်အဲ့ဒီတက်တီကမင်းကိုထောင်ထဲတစ်သက်လုံးပို့ပြနိုင်တယ်မင်းငါကိုတစ်ခုခုလိန်ထားရင်အခုအမှန်အတိုင်းပြောတယ်အက်ဒရီယန်ကသူနဲ့လော်ရာဟိုတယ်ကိုရောက်သွားပုံကိုစရှင်းပြပါတယ်တစုံတစ်ယောက်ကသူတို့စီကိုချင်းချောက်စာပို့လို့ပတ်စံတွေယူပြီးဟိုတယ်ကိုသွားခဲ့ကြတာပါဟိုတယ်ခန်းထဲရောက်တော့တစုံတစ်ယောက်ကအက်ဒရီယန်ကိုအနောက်ကနေရိုက်လိုက်ပြီးသူ့သတိမိသွားတယ်ပြန်နိုးလာတဲ့အချိန်မှာလော်ရာကတည်နေပြီရဲတွေကတကားကိုရိုက်ချိုးပြီးဝင်လာတော့တာပဲလို့သူကညင်းပါတယ်ဒါပေမဲ့ရှိနေကြီးကသူ့ကိုတဲ့တုံမိပါတယ်မင်းပြောတဲ့လူသက်သမားကဘေးကနေထွက်သွားတာလေရဲတွေရောက်လာတော့တကားကအတွင်းကနေချက်ထိုးထားတာလေပြတင်းပေါက်တွေကလည်းတုတ်ခတ်ထားတာအဲ့ဒီတော့မမြင်ရတဲ့ဧည့်သည်ကအငွေ့ပြန်သွားတာလားလူမီးခွန်းထုတ်တဲ့အခါအက်ဒရီယန်ကစကားမပြန်နိုင်တော့ဘူးလွန်ခဲ့တဲ့3လကဖြစ်ရက်ကိုစပြောပါတော့တယ်လွန်ခဲ့တဲ့3လအက်ဒရီယန်နဲ့လော်ရာတို့ဟာခိုးစားနေတဲ့ချစ်သူတွေပါသူတို့နှစ်ယောက်တောလန်းတစ်ခုမှာကားမောင်းလာရင်သမင်တကောင်ကိုရှောင်လိုက်ရာကနေမျက်နှာချင်းဆိုင်ကလာတဲ့ဒန်နီယယ်ရဲ့ကားလေးကိုတိုက်မိသွားပါတယ်ဒန်နီယယ်ဟာကားထဲမှာတတိလစ်နေတယ်အက်ဒရီယန်ကဖုံးထုတ်ပြီးရဲတိုင်ဖို့လုပ်ပေမဲ့လော်ရာကသူ့လက်ကိုဆွဲတားပါတယ်ရဲတိုင်ရင်ငါတို့နှစ်ယောက်ခိုးစားနေတာတွေလူတိကုန်မယ်မီးရဲ့လုပ်ငန်းတွေပြက်စီမယ်ငါမိသားစုလည်းကွဲကုန်မယ်ဒီကောင်လေးကတည်နေပြီပဲအလောင်းကိုဖျောက်ပြရအောင်လို့လော်ရာကအက်ဒရီယန်ကိုနားသွင်းပါတယ်နောက်ဆုံးတော့အက်ဒရီယန်ကတီးဆုံးသူရဲ့ကားထဲကိုအလောင်းထည့်ပြီးရေကန်ထဲမှာသွားနှုတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်အက်ဒရီယန်အလောင်းဖျောက်ဖို့ထွက်သွားချိန်မှာလော်ရာကတော့သူတို့ရဲ့ကားပြက်ကြီးနဲ့လမ်းပြီးမှကြံခဲ့ပါတယ်အဲ့ဒီချိန်မှာကားပြင်တက်တဲ့လူကြီးတယောက်ရောက်လာပြီးလော်ရာကိုကူညီဖို့သူ့အိမ်ကိုခေါ်သွားပါတယ်လော်ရာဟာအဲ့ဒီအိမ်ရောက်မှတကဘာလုံးပြိုကျသွားတယ်လို့ခံစားလိုက်ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီအိမ်ရှင်လင်မယားဟာသူမတို့ခုနကတိုက်မိပြီးတတ်လိုက်တဲ့ကောင်လေးဒန်နီယယ်ရဲ့မိဘတွေဖြစ်နေလို့ပါပဲအိမ်ရှင်လူကြီးကလော်ရာကိုသူ့ဖုန်းစီခေါ်ပြီးဖို့တောင်းဆိုချိန်မှာလော်ရာကဖုန်းနံပါတ်နှိပ်လိုက်ပါတယ်ဒါပေမဲ့ဖုန်းမိတန်ကလော်ရာရဲ့အိတ်ထဲကနေထွက်လာတာပါအဲ့ဒီဖုန်းကဒန်နီယယ်ရဲ့ဖုန်းဖြစ်ပြီးလော်ရာကမိပြီးအိတ်ထဲထည့်လာမိတာပါလော်ရာဟာတုံလုံးခြောက်ချပြီးအဲ့ဒီအိမ်ကနေအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါရှီနီကြီးကအက်ဒရီယန်ကိုအစီအစဉ်တစ်ခုပြောပြပါတယ်မင်းကိုကယ်ဖို့ဆိုရင်ငါတို့မှာလူသက်သမားတယောက်ရှိမှဖြစ်မယ်အဲ့ဒီလူသက်သမားကဒန်နီယယ်ရဲ့အဖေဖြစ်ရမယ်သူကသူ့သားအတွက်လက်စားချီဖို့မင်းတို့ကိုဟိုတယ်အထိနောက်ယောင်ခံလိုက်လာတာဟိုတယ်အခန်းထဲမှာသူကဘီရိုထဲမှာကြိုပုံးနေခဲ့မယ်မင်းကိုရိုက်ပြီးလော်ရာကိုတတ်တယ်ပြီးတော့ရဲတွေရောက်လာတဲ့အချိန်လူအုပ်ထဲမှာဟိုတယ်ဝန်ထမ်းတယောက်လိုဟန်ဆောင်ပြီးထွက်သွားတာလို့ရှီနီကြီးကပုံဖော်ပေးပါတယ်အက်ဒရီယန်ကဒါကိုသဘောကျသွားပြီးဟုတ်တယ်အဲ့ဒီအတိုင်းပဲဖြစ်ရမယ်လို့ထောက်ခံပါတယ်ဒါပေမဲ့ရှီနီကြီးကအက်ဒရီယန်ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးပြောပါတယ်ဒါပေမဲ့အက်ဒရီယန်မင်းအလောင်းကိုရေထဲနှစ်တုံးကဒန်နီယယ်ကမတည်သေးဘူးဆိုတာငါသိတယ်တဲ့အက်ဒရီယန်ကအံ့ဩသွားပြီးမင်းဘယ်လိုသိတာလဲလို့မေးတဲ့အခါရှီနီကြီးကမင်းကားကိုတွန်းချတော့ကကားမှန်မှာလက်ဖွေးတွေပါနေတယ်ဒန်နီယယ်ကကားထဲကနေမှန်ကိုလာခောက်ခဲ့တာမဟုတ်လားလို့မေးပါတယ်အက်ဒရီယန်ကတပ်ပြင်းချပြီးဝန်ခံလိုက်ပါတယ်ဟုတ်တယ်သူတတိယလာတယ်ဒါပေမဲ့ငါကတော့ကားကိုဆက်ပြီးရေတွေတွန်းချခဲ့တယ်ဒီနေရာမှာပရိသတ်တွေတီးလိုက်ရတာကအက်ဒရီယန်ဟာငကိုကလေးကသွေးအေးတဲ့လူသက်သမားဖြစ်ပြီးအခုဟိုတယ်ခန်းထဲမှာလော်ရာကိုတတ်တာလေသူ့ကိုယ်တိုင်ပဲဆိုတာပါပဲလော်ရာကနောင်တရပြီးရဲစီသွားချင်နေလို့အက်ဒရီယန်ကသူ့မကိုတတ်လိုက်တာဖြစ်ပါတယ်အက်ဒရီယန်ကသူ့ရဲ့အပြစ်တွေကိုအကုန်ဝန်ခံပြီးရှီနေကြီးကိုအခုငါ့ကိုဘယ်လိုကဲမလဲလို့မေးပါတယ်ရှီနေကြီးကမစိုးရိမ်နဲ့ငါအကုန်စီစဉ်ပေးမယ်လို့ပြောပြီးအခန်းထဲကနေထွက်သွားပါတယ်အက်ဒရီယန်တယောက်တည်းကြံခဲ့တော့
သူ့ရဲ့ကလောင်တန်ကနေမင်းကြီးတွေယိုထွက်လာတာကိုတွေ့လိုက်ရတယ်။အဲ့ဒါကအတန်ဖန်းဆက်ဖြစ်နေတာပါ။တစ်ဖက်တိုက်ခန်းမှာတော့ရှိနေကြီးကသူမရဲ့သပင်တူးနဲ့မျက်နှာပေါ်ကမိတ်ကပ်တွေကိုခွာချလိုက်ပါတယ်။သူမဟာတကယ်တော့ဗာဂျီနီယာဂတ်မန်မဟုတ်ပါဘူး။သူမဟာအသက်ခံလိုက်ရတဲ့ကောင်လေးဒန်နီယယ်ရဲ့အမေကိုယ်တိုင်ဖြစ်နေပါတော့တယ်။တကယ်ရှိနေကြီးဗာဂျီနီယာကအေဒရီယန်ရဲ့အိမ်တကားကိုလာခောက်တဲ့အချိန်မှာတော့အေဒရီယန်ဟာသူ့ရဲ့အပြစ်တွေကိုဒန်နီယယ်ရဲ့မိခင်စီမှာအကုန်ဝန်ခံမိပြီးပြီဆိုတာသိလိုက်ရပါတော့တယ်။ ကဲညံကောင်းလာပါတယ်ဆိုတဲ့အေဒရီယန်တယောက်မိခင်မြတ်တာရဲ့အကွက်စင်မှုအောက်မှာဘလို့ရှုံးသွားလဲဆိုတာတွေ့လိုက်ရပြီနော်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးဖို့မမိပါနဲ့ဦးနောက်ထပ်ဘယ်ကားကို recap လုပ်ပေးရမလဲဆိုတာ comment မှာရေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်